မင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ laptop တစ်လုံးရဲ့ battery health report စစ်ကြည့်လို့ရတဲ့နည်းလမ်းနဲ့ကိုယ့်ရဲ့ laptop ရဲ့ battery ကဆက်သုံးလို့ရနေသေးလားဘယ်လိုအခြေအနေရှိနေပြီလဲတင်ပြီလားဆိုတာကိုစစ်ကြည့်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးသွားခြင်းပါတယ်အဲ့ဒီရင်တော့ကိုယ့်ကွန်ပျူတာကနေ Windows key နဲ့ R နဲ့ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ RAM box လေးမှာ CMD ဆိုပြီးတော့ရိုက်ထည့်လိုက်ပါအဲဒါဆိုရင်ဒီလိုမျိုး command promote window လေးကြာလာလိမ့်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီစာသားလေးကိုရိုက်ထည့်ရမှာပါ POWER power CFG/battery report ဆိုပြီးတော့ရိုက်ထည့်လိုက်ပါပြီးရင် enter တစ်ချက်ခေါက်လိုက်မယ်အဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ battery life report လေးကိုသူကဒီမှာဒီတိုင်းလေးပြလာလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူတင်ထားတဲ့ဒီ file path နေရာကိုပြပေးတယ်ကျွန်တော်တို့ကဒီ C ကနေစပြီးတော့ဒီနောက်ထီကိုဒီ HTML ကိုကျွန်တော်တို့က select ပေးပြီးတော့ copy ကူးယူလိုက်ပါမယ်အဲ့တော့ copy ကူးယူတဲ့နေရာမှာအခုလိုလေး select လုပ်လိုက်မယ်ပြီးရင် keyboard ကနေ control နဲ့ C နဲ့ကိုနှိပ်လိုက်ပါဒါဆိုရင် copy လုပ်ပြီးသွားပြီပြီးရင် browser တစ်ခုရဲ့ကိုသွားလိုက်မယ်ပြီးရင် browser ရဲ့ address bar မှာအဲ့ကောင်လေးကို paste လုပ်ချလိုက်ပါအဲ့ဒါခဏနေရကျွန်တော်တို့ copy ကူးလာတဲ့ဒီ link လေးဒီမှာရလာပြီပြီးရင် enter ခေါက်လိုက်မယ်အဲ့ဒါရင်ဒီမှာ battery report ဆိုရဲကျွန်တော်တို့ list လေးကြာလာလိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ battery နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ install battery ရဲ့အောက်မှာသူရဲ့ name ရှိမယ်ပြီးရင်သူရဲ့ manufacturer ရှိမယ်ပြီးရင်သူရဲ့ serial number ရှိမယ်ပေါ့နော်အဲ့ဒီထဲမှာအဓိကကျွန်တော်တို့ကြည့်ရမှာကဒီမှာ design capacity ဆိုတာရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ full charge capacity ဆိုတာရှိမယ်ပေါ့နော် okay အဲ့တော့ကိုယ့်ရဲ့ laptop ရဲ့ဒီ capacity နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွက်ကြည့်လို့ရတဲ့နည်းလမ်းလေးကိုဆက်ကြည့်အောင်ပါဆိုတော့ကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုရင်ဒီသူ့ရဲ့ formula ကတော့ဒီ full charge capacity ကိုကျွန်တော်တို့ကဒီ design capacity နဲ့စားလိုက်မယ်ပေါ့နော်ပြီးရင်ရလာတဲ့ဖြေကို100နဲ့ညှောက်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ battery ရဲ့ဒီ capacity ရာခိုင်နှုန်းလေးတစ်ခုထွက်လာလိုက်မယ် okay အဲ့တော့ကျွန်တော်တို့တွက်ကြည့်အောင်ပါအဲ့တော့ကျွန်တော်တို့ဒီ full charge capacity ကိုကျွန်တော်ကဒီမှာ24နှစ်ရှက်ကိုကျွန်တော်က copy ယူလိုက်မယ်ပြီးရင် calculator ကိုဖွင့်လိုက်မယ် calculator 2ခုသွားလိုက်မယ်ပြီးရင်ဒီမှာ paste လုပ်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ကအစားပေါ့နော်စားမယ်ပြီးရင်ကျွန်တော်ဒီ design capacity ကို copy ယူလိုက်မယ်ပြီးရင်ဒီမှာ paste လုပ်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်ကိုဘာနဲ့မြောက်မလဲဆိုရင်100နဲ့မြောက်မယ် okay ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ battery health report ရဲ့ရာခိုင်နှုန်းတစ်ခုဒီမှာကျွန်တော်တို့ရလာလိမ့်မယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ 41.8% လောက်ရှိနေတယ်ပေါ့နော်ဒီ battery ရဲ့ capacity နဲ့ပတ်သက်ပြီးတော့battery capacity တွေကိုကျွန်တော်တို့ကဒီစဉ်းစားဆုံးဖြတ်တဲ့နေရာမှာဒီအခုလိုမျိုးတွက်လိုက်လို့သူ့ရဲ့ capacity ကကျွန်တော်တို့ဒီနေရာမှာ90ရာခိုင်နှုန်းဒါမှမဟုတ်90ရာခိုင်နှုန်းအထက်ရှိနေတယ်ဆိုရင်ဒါဒီ battery ကလုံးဝကောင်းတယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပြောလို့ရတယ်တကယ်လို့ဒီလိုမျိုးတွက်လိုက်လို့ဒီ capacity ကကျွန်တော်တို့80ဒါမှမဟုတ်89ရာခိုင်နှုန်းလောက်ရနေတယ်ဆိုရင်လည်းဒါဒီ battery ကကျွန်တော်တို့ acceptable ပေါ့နော်ကျွန်တော်တို့သုံးလို့ရနေသေးတယ်တကယ်လို့ဒီနေရာမှာကျွန်တော်တို့က battery capacity က80ဒါမှမဟုတ်89ရာခိုင်နှုန်းလောက်ရှိနေတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ battery ကမဆိုးသေးဘူးပေါ့နော်မဆိုးသေးဘူးလို့ပြောလို့ရသေးတယ်ဒါပေမဲ့ဒီ battery capacity ကကျွန်တော်တို့တွက်လိုက်လို့80ရာခိုင်နှုန်းအောက်ရောက်နေရဆိုရင်တော့ဒီ battery ကကျွန်တော်တို့ဒါသုံးလို့အဆင်မပြေတော့ဘူးပေါ့နော် battery ကတိတ်မခံတော့တဲ့အနေအထားမှာရောက်နေလိမ့်မယ်တကယ်လို့ဒီနေရာမှာကျွန်တော်တို့ကတွက်လိုက်လို့90ရာခိုင်နှုန်းအောက်ရောက်သွားပြီဆိုတော့ဒါတေးကြတယ်ဒီ battery ကလုံးဝကိုအာမခံတော့ဘူးဒါလဲကိုလဲရမယ်လဲကိုလဲနေတဲ့အနေအထားဆိုပြီးတော့ဒါကျွန်တော်တို့ကစဉ်းစားဆုံးဖြတ်လို့ရသွားစေမှာဖြစ်ပါတယ်โอเคပါအဲ့တော့ကိုယ့်ရဲ့ laptop ရဲ့ battery နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ capacity ကိုဘယ်လိုကြည့်ရမလဲဘယ်လိုတွက်ရမလဲပေါ့နော်ဒါလေးသိထားတယ်ဆိုရင်ဒါကျွန်တော်တို့ laptop တစ်လုံးဝယ်တဲ့အခါမှာကျွန်တော်တို့ကဘို့ပါကို battery ရဲ့ဒါ health report ကိုစကြည့်လို့ရသွားစေမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်